အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီအီရန်မှာဖြစ်တဲ့စစ်ပွဲနဲ့ပတ်သက်ပြီးတော့အီရန်ပြည်သူပြည်သားတွေပေါ့နော် US နဲ့ Israel ပေါ်မှာဘယ်လိုသဘောထားရှိတယ်သူတို့ရဲ့အီရန်အစိုးရအပေါ်မှာဘယ်လိုသဘောထားရှိတယ်ဆိုတာသိအောင်လို့ကျွန်တော်ဒီ reaction video လေးလုပ်ပါမယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်ကြည့်ကြည့်ရအောင်ပါ Iranian who lives in Tehran, and I can hear the sound of bombing outside. Tehran မှာနေတဲ့ Iran ပြည်သူတယောက်ပါတဲ့အပြင်မှာဘုံကျင်းနေဆိုအတန်လေးငါကြားနေရတယ်တဲ့ In case I'm dead tomorrow, I just want you to remember this. Please, shut the fuck up and don't use me against America or Israel. တကယ်လို့ဒီဘုံကနေဘုံကျဲလို့ပေါ့နော်ငါသိဆုံးခဲ့မယ်ဖြစ်မှာငါသိဆုံးခဲ့မယ်ဆိုရင်တဲ့ Iran ဆိုသူပြောနေတာငါရဲ့သိဆုံးသွားတဲ့ပြည်သူတယောက်ကိုသိဆုံးသွားဆိုပြီးတော့တဲ့ Israel နဲ့အမေရိကန်တို့ကိုတရားမျိုးလာပြီးတော့အချို့မချို့ပါနဲ့တဲ့ To try and convince them to stop. We ask for this. We want this attack. သူပြောတော့ငါသိသွားတဲ့အကြောင်းပြပြီးတော့နော်ပြည်သူတို့ပေါ့နော် Iran နဲ့ Israel ကို Israel နဲ့ American တို့ပေါ့နော်အဖြစ်မပြောပါနဲ့ငါတို့ဒီကိစ္စဒီလိုဖြစ်စေချင်တယ်လို့ငါတို့တရားတွေကို American နဲ့ Israel ကိုတောင်းဆိုခဲ့တာပါတဲ့ And I know that you don't want to listen to us. You don't want to listen, but I'm going to give you the shorter version of why we want this. မင်းတို့ကငါတို့ပြည်သူတွေပြောတဲ့စကားဘယ်တော့မှနားထောင်ချင်ခဲ့ဘူးတဲ့နားထောင်မှလည်းမဟုတ်ဘူးတဲ့ဒါပေမဲ့တဲ့ဘာလို့ကြောင့်ငါတို့ပြည်သူတွေဒီလိုဖြစ်စေချင်တာဆိုတာငါတူတူနဲ့လိုရင်းရအောင်ငါပြောပြမယ်တဲ့ The reason is we had one option to go and protest this bloody regime, and we did, and they killed 40,000 of us in 2 days. ငါတို့မှာတဲ့အဲ့လိုမကျေနပ်ချက်တွေရှိလို့ဒီအစိုးရကိုပေါ့နော်တခုတည်းသောလှုပ်ဆောင်ချက်ရှိတဲ့ဆန္ဒပြခဲ့ရတယ်တဲ့အဲ့လိုဆန္ဒပြတဲ့ချိန်မှာတဲ့နှစ်ရက်တင်မှာလူပေါင်း4000ကိုတပ်ပစ်ခဲ့တယ်တဲ့ This is the last option we have. We ask for the help, and help is here. ငါတို့ကတခြားရွေးချယ်တာလည်းမရှိတော့ဘူးတဲ့အမေရိကန်နဲ့ Israel ကိုလာခဲ့ပါငါတို့ကူပါလို့ကိုပေါ့နော်ဒါနောက်ဆုံးရွေးချယ်တာဇာလန်နဲ့သူတို့ကပေါ့နော်ဟိုအခုညီတောင်းခဲ့ရတယ်တဲ့ခုတော့သူတို့ငါတို့တောင်းဆိုခဲ့တဲ့အကူအညီတွေငါတို့စီကိုရောက်လာခဲ့ပြီတဲ့ And I know I might die, and I don't care. ငါသေးသားချင်းသေးသားလိမ့်မယ်ဒါပေမဲ့ကိစ္စမရှိသေးချင်းသေးပါစေတော့တဲ့ Because I'm willing to sacrifice my life for Iran. And you ငါဘွားအတွက်ပေါ့နော်အီရန်အတွက်ငါဘွားကိုပေါ့နော်စတေးတော့မလို့ငါဆုံးဖြတ်ထားတယ်ငါသိချင်းသေးသားပါစေပုံကျဲတာတွေကိုမရစေချင်ဘူးဆိုတော့ပေါ့နော် just shut the fuck up and don't use me to attack anyone or try to stop this. We want this. သူတို့အီရန်ဆွဲလို့ပြောတာငါ့ကိုအတော့ချပြီးတော့ဒီလိုခုတိုက်ခိုက်နေတဲ့ရက်တမ်းဖို့မကြိုးစားနဲ့ငါတို့လိုချင်တာငါတို့ပြည်သူတွေကဒီလိုဖြစ်စေချင်တာငါတို့ပြည်သူတောင်းဆိုခဲ့တာဒါပဲသူတို့ရက်တမ်းဖို့မကြိုးစားနဲ့အမေရိကန်နဲ့ Israel ကိုဒီလိုပုံနေချဲတာကိုမရက်တမ်းဖို့မကြိုးစားပါနဲ့ဆိုပြီးအီရန်ဆွဲကိုပြောနေတာပါ You don't understand. You're not in our shoes. So shut the fuck up. မင်းငါတို့ဘာမှမနားမလိုက်ခဲ့ဘူးတဲ့နားလည်မှာဆိုတော့ငါတို့ရဲ့နေရာမှာမင်းကဝေးမှခန်းစားကြည့်တာဘူးတဲ့ကျွန်တော်မင်းအပေါက်ပိတ်ချတာနဲ့သူကရိုင်းစတဲ့ပြောတော့ဗောနော် That was a message from one of our Iranian sisters, and she သူကနေပြီးတော့သူတို့အီရန်မှာရှိတဲ့ပြည်သူတို့သူတငယ်ချင်းတယောက်ကခန်းစားချက်တွေ post ကိုလည်းဒီမှာ screenshot လေးတင်ပြထားတယ်ကျွန်တော်လည်းမဖတ်တတ်ဘူးနော်ဒါပေမဲ့အဲ့ဒါအကုန်လုံးကပါလဲဆိုတော့သူတို့ခန်းစားချက်တွေပေါက်ခွဲဒီဆိုတော့ဗောနော်အရင်မုန်းတယ်ဗောနော်Israel နဲ့အမေရိကန်တို့လာတိုက်တာကိုသူတို့အရင်ပြောတယ်ပြောရွှင်တယ်ဝေကန်လုပ်တယ်ဆိုတဲ့အကြောင်းကိုသူတို့ post တင်ထားတာပါဆိုတော့ဒါပြည်သူအီရန်ပြည်သူပြည်သားတွေဘာကြောင့်ဒီလိုခန်းစားရတယ်ဆိုတာနော်ကျွန်တော်တို့မြင်တာတယ်သိတာတယ်အောင်ဆိုတော့သူတို့မကျင်းလို့ဒီအစိုးရဝန်48နှစ်တိုင်မှာသူတို့ဘောနော်ဟိုဘောနော်မတရားဘူးဘောနော်အာနာရှင်စစ်နေနဲ့အုပ်ချုပ်ခဲ့တာမှဒီအစ္စလာမ်အစိုးရကိုလုံးဝမကြိုက်ကြဘူးသူတို့ဒီအစိုးရကိုပြုတ်ရင်ဘလို့နည်းနဲ့ပြုတ်နောက်ဆုံးသူတို့နိုင်ငံခြားလာပုံချတော့သူတို့သိချင်းသေးတော့စီအဓိကဒီအစိုးရပြုတ်ဖို့အဓိကဆိုရတဲ့သဘောမျိုးနဲ့သူတို့လာပြီးတော့ဘောနော်ခန်းစားချက်တွေပေါက်ကွဲချက်တွေကိုဝင်ရင်ဖွင့်ထားပါတယ်ခုဒီလိုကျဲတဲ့ချိန်မှာသူတို့ပြည်သူတွေဘလောက်ပြောနေဆိုကြည့်လိုက်ပါနော်ဒီဗီဒီယိုလေးတစ်ချက်ကြည့်ကျေးဇူးများတင်တယ် thank you